ငငယ်ကလေးကအကိုကိုအရေးတကြီးရှိနဲ့စောင့်ကြည့်ပြီးတော့ကာကွယ်ပေးလာတဲ့ချစ်သူမျိုးမရှိကြဘူးမလားအဲ့လိုချစ်သူမျိုးရှိရဲ့ခံစားချက်ကိုသိချင်ရင်တော့အခုပြောပြမယ့် EV စိတ်ဝိုင်းကိုလာတွားကြည့်လိုက်တော့ဒီကားတွေကမင်းသမီးလီဖေးဆိုတာလေတာမန်နူးညံ့တဲ့မင်းသမီးတွေလို့မဟုတ်ဘူးကြကြရရနဲ့အသက်ဆုံးရတဲ့အလုပ်တွေမှာတဘောကြတဲ့နန်းတွင်းစုံစမ်းစည်မှုမမဦးရီတော်ပင်ကြီးကိုယ်တိုင်တော့လက်မြအရှုံးပေးထားရတယ်လို့အမက်တွေဆိုသူမလာပြီဆိုတာနဲ့သူတို့အပြစ်တွေပေါ်လာမှာဆိုလို့ဖိတ်တုံအောင်ကြောက်နေကြတာတနန်းတော်နဲ့တယောက်ဖြစ်နေပေမဲ့လေဒီလိုမျိုးမမရဲ့နောက်မှာမမလို့တည်းမြအကုန်လိုက်ဖြစ်ရှင်ပေမဲ့မောင်လေးရှိတယ်မမမိဘအိမ်ဆုံးသားကလေးကမမကိုသူ့ပဲဆောင်းရှောက်လာခဲ့တာပြဿနာကမမကအသိမင်းနေလို့ဒါတွေဘာမှမမှတ်မိဘူးဖြစ်နေတာဒီကားထဲမှာနန်းတွင်းတစ်ခုလုံးပြောင်းဆန်သွားစေမယ့်အမှုကြီး9ခုပါတယ်အဲ့ဒီအမှုတွေကိုမမနဲ့မောင်လေးဘလို့တွေပူပေါင်းဖြေရှင်းကြမလဲကိုကတော့ဒီကားကိုဟောင်းတဲ့ယူထတာပိုကြိုက်မိတယ် heavy flow နဲ့ emotional ဖြစ်စေတဲ့ဇာတ်လမ်းမျိုးကကိုကြိုက်မှုလို့လေဟောင်းတဲ့ယူကတော့ animation ကိုပိုကြိုက်တယ်ဒါပေမဲ့ဒီ EV စိတ်ဝိုင်းက Nobel ကို live action ပြန်ရိုက်ထားဆိုတော့တော်တော်လေးကိုမိုက်တယ်ဒါပေမဲ့တခုတော့ကြိုတတိပေးမယ်ဒီဇလန်းကိုကြည့်ပြီးရင်ငါလိုကြကြရရမိမသားကိုလည်းချစ်မဲ့သူရှိမှာပါဆိုပြီးတော့စိတ်ကူးမရင်ကြနဲ့နော်လောကကြီးကအဲ့လောက်မလွယ်ဘူးလက်တွေ့မှာမချွဲတတ်ရင်ဘယ်ပြစ်ခံရနိုင်ပါတယ်ကဲဒီလိုမျိုးဇလန်းတဲ့ကောင်း review တွေကိုဆက်ပြီးတိဆက်ပေးသွားအောင်မလို့ဒီကောက်ကိုအခုပဲ follow လုပ်သွားလိုက်ပါအောင်နော်လာရီယာ